statement real nak salai statement real tu tinga second lieutenant phoi ai somnak chan salai. Now it's time for us to request Second Lieutenant we are to read out the statement. Chair National Force General Headquarters Children Kunisatong ne miao Chemyu da ne thupyan jinya chet. 1. ချင်းမျိုးသားနဲ့သည်ချင်းမျိုးသားတရားအဖြစ်ချင်းတို့၏စုစည်းမှုကိုဖော်ထုတ်ပြသခဲ့သည့်နှင့်ချင်းမျိုးသားတို့၏ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဖြင့်ဒီမိုကရေစီစနစ်ကိုရွေးချယ်ကျင့်သုံးခဲ့သည့်နှင့်ဖြစ်ပြီးမိမိတို့၏ဒီခြားလူမျိုးဖြစ်ခြင်းဒီခြားပြည်ထောင်ဖြစ်ခြင်းဒီခြားယဉ်ကျေးမှုရှိခြင်းဒီခြားဘာသာစကားရှိခြင်းဒီခြားသမိုင်းရှိခြင်းတို့ကိုဖွင့်ညွှန်းသည့်နှင့်ချင်းမျိုးသားတရားလုံးမှမျက်နှိုးတံဖိုးထားရသည့်နှင့်ဖြစ်သည်နှင့်ယခုကာလသည်ချင်းလူမျိုးတို့၏နိုင်ငံရေးလိုလားခြင်းများဖြစ်သည့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖက်ဒရယ်စနစ်နှင့်ဒီမိုကရေစီစနစ်တို့အတွက်နိုင်ငံရေးအဆုံးအဖြတ်ပြုလုပ်ရမည့်အချိန်ကာလဖြစ်သည်ထို့ကြောင့်ချင်းတို့၏ကံကြမ္မာကိုချင်းတို့ကိုယ်တိုင်ဆုံးဖြတ်စီမံနိုင်ရေးအတွက်ချင်းမျိုးသားနှင့်ချင်းမျိုးသားရဲ့အသိစိတ်နှင့်မျိုးချစ်စိတ်ဓာတ်တို့ကိုအမြင့်ဆုံးတို့မြင့်တင်ပြီးမိမိတို့၏စုပေါင်းအင်အားကိုညီညွတ်မှုဖြင့်တည်ဆောက်ကြရမည်ဖြစ်သည် 3. ချင်းမျိုးသားတို့ရင်ဆိုင်နေရသည့်အမျိုးသားရဲ့စင်ကုန်မှုများသည်ဆွေမျိုးစုအလိုက်မျိုးနွယ်စုအလိုက်တေရအလိုက်အစုအဖွဲ့အလိုက်ရင်ဆိုင်ကြိုလွှားနိုင်မည့်ပြဿနာများမဟုတ်ပါချင်းမျိုးသားတရားလုံးသွေးစည်းညီညွတ်စွာစုပေါင်း၍ရင်ဆိုင်တွန်းလာမှသာကြိုလွှားနိုင်မည်ဖြစ်ပြီးချင်းမျိုးသားမျှော်မှန်းချက်ကိုရရှိအောင်မြင်နိုင်မည်ဖြစ်သည်မိမိတို့သည်အမျိုးသားအဆင့်စုစည်းဆောင်ရွက်မှုအနေဖြင့်2013ခုနှစ်တွင်ဒုတိယကြိမ်ချင်းမျိုးသားညီလာခံ2019ခုနှစ်တွင်ပထမအကြိမ်ချင်းမျိုးသားနိုင်ငံရေးဆွေးနွေးပွဲများကိုကျင်းပနိုင်ခဲ့ပါသည်ဆက်လက်၍ချင်းမျိုးသားအကျိုးစီးပွားကိုဥထိပ်ထားကာအမျိုးသားအဆင့်စုစည်းဆောင်ရွက်မှုကိုမြင့်တင်ဆောင်ရွက်ကြရန်တိုက်တွန်းသည် 4. လက်တလောတွင်ချင်းပြည်အပါအဝင်မိမိတို့၏ပြည်ထောင်စု၌နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက်တမိုင်းဝင်မိစစ်အာဏာသိမ်းမှုစန့်ကျင်ရေးလူထုလှုပ်ရှားမှုကြီးဖြစ်ပေါ်လျက်ရှိသည်ယင်းနဲ့ပတ်သက်၍ပြည်တွင်းပြည်ပရှိချင်းမျိုးသားတို့၏စုပေါင်းဆောင်ရွက်မှုမှာအားရဖွယ်ကောင်းလှသည်ချင်းပြည်နဲ့ပြည်ထောင်စုလွတ်လပ်မှုအတွက်တက်ညီလက်ညီစုပေါင်းဆောင်ရွက်ခြင်းကိုချီးကျူးဂုဏ်ပြုပါသည် 5. ချင်းမျိုးသားတို့သည် GDM ပါဝင်စစ်အာဏာသိမ်းမှုစန့်ကျင်ရေးလူထုလှုပ်ရှားမှုကိုထောက်ခံအားပေးသည် GDM တွင်ပါဝင်သည့်ဝန်ထမ်းများ၏တတိရှိမှုကိုလေးစားအတိအမှတ်ပြုသည်လူထုလှုပ်ရှားမှုအတွက်အကြမ်းမဖက်သည့်နိလန်းကိုသာအသုံးပြုရန်အားပေးသည်ချင်းမျိုးသားတအုပ်အနေဖြင့်ပြည်သူလူထုနှင့်အတူခိုင်မာစွာရပ်တည်သွားမည်ဖြစ်သည်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများကိုချင်းချောက်ခြင်းအကြမ်းဖက်နေနေခြင်းမပြုရန်မြမတမတော်နဲ့မြမရေတပ်ဖွဲ့ရလေးနဲ့စွာတောင်းဆိုလိုက်သည် 6. ပြည်တွင်း၌ချင်းမျိုးသားနှင့်ကိုနိုင်ငံရေးအကြက်အသေးများကြားတွင်စန့်ကျင်သည့်နိလန်းဖြင့်ရှင်နွေကျင်းပခြင်းသည်အမျိုးသားရဲ့အနှစ်သာရကိုပို၍ထင်ရှားပေါ်လွင်စေပါသည်ပြည်တွင်းပြည်ပရှိချင်းပြည်သူများအားလုံး93နှစ်မြောက်ချင်းမျိုးသားနှင့်ကိုအမျိုးသားရဲ့အနှစ်သာရရှိရှင်နွေကြရန်လွတ်လပ်မှုအတွက်တိုက်ပွဲဝင်ကြရန်နှိုးဆော်အပ်ပါသည်ဗဟိုအလုပ်အမှုဆောင်ကော်မတီချင်းမျိုးသားတအုပ်2021ခုနှစ်ဖေဖော်ဝါရီလ20ရက်